ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်အိုးဒူဖိုင်ကိုလိုက်ပြမှာဖြစ်ပါတယ်အကုန်လုံးကျွန်တော်လည်းဒီလိုက်ပြီးကြည့်ပေးပါအရင်ဆုံးလည်း RC ဆိုတဲ့ site ပေါက်ကြီးကိုဗီဒီယိုရိုက်ပြီးတော့တင်တာဖြစ်ပါပြီးလို့ရှိရင်တော့ကျွန်တော်က management office ကိုတွားပြီးတော့စကားပြောပါတယ်အခြားသူတွေတော့အပေါ်တက်လို့မရပါဘူးကျွန်တော်တော့အပေါ်စိတ်ကြိုက်တက်ပြီးတော့အပေါ်ကိုရှောက်သွားနေတဲ့သူဖြစ်ပါပြီးလို့ရှိရင်တော့အပေါ်ကနေတော့စက်ဖြီလေးပါလေးဆွဲ management office မှာစကားလေးပါလေးပြောအောက်ဆင်းလာတာဖြစ်ပါအောက်ဆင်းလာတော့ကိုကလည်းစိတ်ပန်းဖြည့်စင်တာနဲ့မနေနိုင်တော့အကုန်လုံးရှောက်ကြည့်ကိုယုံကြည်ချက်ကအပြည့်စိတ်ပန်းချီတော့လေရှူလန်းရှောက်ပေါ့နော်လေးကိုရှူဟိုးရင်တော့ဘလို့တွေစူးစမ်းပြီးတော့ခုဘလို့တွေချမ်းသာခဲ့လေကြည့်ရှုခံစားလို့ရပါတယ်ခေတ်ဆက်ဆက်ကအသုံးပြုတဲ့ဟာတွေလည်းဒီမှာအကုန်လုံးကြည့်လို့ရပါတယ်လေစုပ်ကြီးတွေစောက်ထားတဲ့အဆောက်အဦကြီးတွေအရန်ဟောင်းနေတဲ့နေရာတွေအကုန်လုံးကြည့်လို့ရပါမိသီးတွေမီလုံးတွေပြင်ဆင်မှုတွေရှေ့ခင်းနဲ့နောက်ကအကုန်ပါပါတယ်ဒါကတော့ဘယင်းနဲ့မိဖုရားဖြစ်ပါတယ်ဘလို့မှကြည့်မရပါဘူးကြီးတွေကအယောင်ပြောင်းနေတော့ကြည့်မရအောင်ဒါကတော့လေအဟောင်းတွေဖြစ်ပါတယ်တက်ပြီးစီးတော့ပြုတ်ကြမှာပါပြင်မနဲ့ဘယင်းကြီးကတော့ကြည့်လေကြည့်မရလေပါဘလို့နဲ့လောက်ထားလို့ဆိုတော့ကြည့်တော့လည်းဒီပါတယ်ခေတ္တကတော့ဆရာမတီးပြနေတော့နားထောင်ရတယ်တော့သူရဲ့ပညာနဲ့သူတီးပြနေဖြစ်ပါတယ်ဒါအိန္ဒိယယဉ်ကျေးမှုအိန္ဒိယနန်းတွင်အစီအစဉ်တွေလည်းပါပါတယ်ရှေးတော့အိန္ဒိယနဲ့တော်လေးဆက်တဲ့ထင်ပါတယ်အိန္ဒိယကျွန်းတစ်ခုလိုပုံစံမျိုးကြီးဆင်ထားပါတယ်ဒါကတော့နောက်ဖေးမှာဆင်ထားတဲ့ပြင်နေနဲ့ပြင်ထောင်ထားတဲ့ပြင်ထောင်အိမ်တွေပေါ့ဘေးမှာတော့မြစ်ကိုတော့အမှန်ကန်စတီဘတ်စကတ်တွေနဲ့လှုပ်ထားတယ်ညရဲ့အလှကိုလည်းခံစားမယ်အိုးဟောင်းနေတဲ့အခြေအနေကိုလည်းခံစားရမယ်အရာမျိုးစုံခံစားရမယ်မိမိဘာမှအကြောင်းရှိမှမွေကြီးကိုကြည့်အောင်နဲ့လမ်းလိုက်တာโอเคဘာဒီမှန်းတော့မသိဘူးရှေးအောင်ပစ္စည်းတွေလိုက်ကြတာဖြစ်ပါတယ်ကဲရှေးအောင်ပစ္စည်းတွေအများကြီးကြည့်ဖို့ရှိရတဲ့အတွက်လိုက်လံကြည့်ရှုခံစားပေးပါအောင်လို့ပြောချင်ပါတယ်ကဲပြောနေစကားမဆုံးလို့ရှေးအောင်ပစ္စည်းတွေအများကြီးဟိုဟာကိုင်းကြီးဒီဟာကိုင်းကြီးနဲ့ချိုးဟာတွေကတော့မသိဘူးချိုးဟာတွေကတည်တယ်ဒါပေမဲ့အရင်ဟောင်းနေပြီကိုထက်တောင်ကြည့်အောင်မကိုဖေးထက်လည်းကြည့်ရင်ကြည့်အောင်အဲ့ဒါတော့တေချာမသိဘူးဒါပေမဲ့ကျွန်တော်အကျိုးကြားတွေပါလိုက်ပြမှာပါဘယ်ဟာဘလောက်ထိဟောင်းနေဆိုကိုကလည်းကြည့်ရှုခံစားအကျိုးကြားလမ်းကြားစကပြားဆက်ဆန်လေးတွေပါချစ်သူနဲ့အစင်ပြေတဲ့သူလည်းလာပြီးပန်းဖြေလို့ရပါတယ်ချစ်သူလေးကိုလည်းခေါ်ပြီးတော့လာပြီးတော့အပန်းဖြေလို့ရပါတယ်ဒီလိုရှေးအောင်ပစ္စည်းတွေအတူတူကြည့်ရှုခံစားလို့ရပါတယ်တလောကလုံးကိုမယုံကြည်ဘူးဆိုရင်တော့မှကိုတိုင်းကိုတယောက်တည်း confident level so high နဲ့ကိုတိုင်းကြည့်ရှုလေးလာခံစားလို့ရတယ် single လေးလာလို့ရတယ် couple လေးလာလို့ရတယ်စီးပွားရေးပညာရှင်တွေလည်းလာလို့ရလို့ခြေကံဝန်ထမ်းတွေလည်းအကုန်လုံးလာလို့ရဘယ်လိုပဲဖြစ်လာလို့ရတယ်ကိုယ့်ရဲ့အပန်းဖြေနေရဖြစ်တဲ့အတွက်မျက်လုံးပတလာရအောင်လာပြီးတော့ကြည့်လို့ရတယ်အထီးကတော့မိမိကြည့်ရှုခံစားနေရတဲ့အမြင်တွင်တစ်ခုတော့မိမိခံစားသွားမှာတော့တေးကြပါလားကျွန်တော်လည်းအဲ့လိုခံစားကျွန်တော်တို့အလုပ်ကလာတဲ့ management ကိစ္စတွေနဲ့လာတာဖြစ်တဲ့အတွက်တော့နည်းနည်းတော့စိတ်ရှုပ်စရာတွေတော့ဒီလိုမျိုးနဲ့ပဲကျွန်တော်အပန်းဖြေလိုက်တယ်မနာတန်းကိုပန်းဖြေလိုက်တယ်တဘာဝလှတွေကြည့်တယ်ချမ်းအောင်ခတ်ထားတာကတော့နှီးပင်နေနဲ့ခတ်ထားတယ်ကိုလေးစီမှာတော့ဒါကတော့ရွာဒီမှာဆိုဝါထရန်နေနဲ့ကတ်တာပေါ့နော်ဒါကတော့ဘာရွက်တွေလည်းမသိဘူးသူတို့ရဲ့ရှေးအောင်ချင်းတွေလုံးဝမပြတ်စေပါဘူးဒါပေမဲ့ယဉ်ကျေးမှုကိုလည်းဆက်လက်ထိန်းသိမ်းထားတဲ့အနေမျိုးရေးမိလည်းအဆုံးပါပဲโอเคဒါပေမဲ့မိမိကဟိုကြည့်အပေါ်ကြည့်လိုက်အောက်ကြည့်လိုက်ဘေးကြည့်လိုက်နဲ့တဘာဝအလှတွေကိုခံစားပြီးတော့ပန်းဖြေအနားယူပါတယ်ဘဝင်းကိုကြည့်လိုက်တဲ့အခါမှာတော့လေတွေနဲ့လူတွေတုပ်ကြီးလာနေရလေလည်းတစ်စီးတော့လာနေရပါပဲဒါပေမဲ့ရင်လောက်တော့လူတွေအဲ့လောက်ထျောင်မများတော့ဘူးဆိုတော့ဘယ်သူမှညင်းလို့မရပါဘူးကဲထားပါတော့အဲ့ဒါတော့ကိုကိစ္စမဟုတ်ဘူးကဲချစ်သူနဲ့ပဲဖြစ်ဖြစ်အတိကျနေတဲ့သူပဲဖြစ်ဖြစ်ဒူတွေပဲဖြစ်ဖြစ်လာလို့ရတယ်မိမိအတွက်အပန်းဖြေပြီးတစုံတရာစိတ်ခံစားမှုတခုခုကောင်းမွန်ရတော့တယ်ဆိုတာဒါဘဝမှာပြောစရာတခုသွားကြုံနဲ့တယ်လို့ခံစားရမှာဖြစ်ပါတယ်အတွင်းကိုလည်းဝင်ကြည့်ရင်ခံစားမှုတို့လိုရလို့အပြင်ကိုကြည့်လို့ရှိရင်လည်းခံစားမှုအတစ်အမျိုးတွေခံစားမှာဖြစ်ပါတယ်ဘာပဲဖြစ်မိတယောက်လည်းလာအဖွဲလိုက်ပဲလာတငယ်ချင်းတွေပဲလာပါဘလို့လူတွေနဲ့ဘလို့မျိုးရည်ရွယ်ချက်နဲ့ပဲလာမိမိလာပြီးကြည့်ရှုခံစားမှုတွေအတွက်မိမိကောင်းမွန်ခံစားပြီးတော့အဆုံးသတ်သွားမှာဖြစ်ပါတယ်မိမိအလုပ်တွေမှာစိတ်တွေညစ်ပြီးတော့လောကကြီးမှာမနေခြင်းလောက်စိတ်ညစ်နေတဲ့အခါမှာလည်းလာပြီးတော့လေရှုလန်းလျှောက်လို့ရပါတယ်ဒီလောကလုံးကိုမကျေနပ်ဘူးမိမိကိုထူထောင်ပြချင်တဲ့စိတ်တွေပေါက်နေပြီဆိုလည်းဒီနားမှာလာပြီးတော့စိတ်အပန်းဖြေလို့ရပါတယ်လောကကြီးမှာဘယ်ဟာမှမတည်မြဲဆိုတဲ့အရာကြီးလည်းရှိလို့ရှိဟောင်းအရာတွေဖြစ်ပြီးတော့လည်းငါလည်းဒီနေ့မှဒီလိုမျိုးဟောင်းနှံသွားမှာဆိုတာလည်းကြည့်ရှုခံစားလို့ရတယ်ဘာပဲဖြစ်ပေါ့လောကကြီးမှာဘယ်ဟာမှမတည်မြဲပါဘူး bye bye see you